今天就表妹讲呀，然后来说了些，就那ဒီဂရီ80တထေသာဘာဖြစ်လို့မွဲပြကျသွားသလဲပေါ့ဒါအကြောင်းကြီးအများကြီးရှိတယ်နော်အကြောင်းကြီးအများကြီးရှိတယ်စီပွားရေးရှုထောင့်ကြည့်မယ်ဆိုလို့ရှိရင်စီပွားရေးရဲ့အပိုင်းပညာရေးရှုထောင့်ကြည့်မယ်ဆိုတော့ဒါပညာရေးအပိုင်းပြီးတော့ဒီလူကျင့်ဝတ်အပိုင်းနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လူကျင့်ဝတ်အပိုင်းအများကြီးရှိတယ်ကြာရှုံးမှုတစ်ခုရင်းနှောင်းကြွယ်မှာဆိုလို့ရှိရင်ဒါတက်ရောက်မှုတွေကအများကြီးရှိခဲ့တယ်ပေါ့နော်ဆိုတော့အကြောင်းကြီးအများကြီးတစ်ခါနေမှာကျွန်တော်ပြောချင်တဲ့အကြောင်းကြီးတစ်ခုကဘာလဲဆိုလို့ရှိရင်အဲ့ဒီကတိ80တထေသားရဲ့မိဘတွေကသူ့ကိုထိန်ချောင်းခဲ့တဲ့ပုံစံပြိုးထောင်ခဲ့တဲ့ပုံစံကမမှန်လေတာမမှန်ဘူးလူပဲမားနေတာအာနေခဲ့တာဟမ်Parenting style ပေါ့ကျွန်တော်ပြောပြမယ်မိဘတွေမားတက်ချက်တဲ့ပုံစံတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုကလေးတွေကိုဘာမှမခိုင်းတာဘာမှမလုပ်စေချင်တာအကုန်လုပ်ပေးတာဘာမှမခိုင်းဘူးအဲ့ဒါပြဿနာအကြီးတာတော်တော်ကြီးတဲ့ပြဿနာအဲ့ဒါအရင်ချစ်တော့ဘာမှမခိုင်းဘူးခုဖြစ်သွားမှဆိုလို့ဖြစ်မှဆိုလို့ဒီဟာဖြစ်မှဆိုလို့ ਨੇ ဘာမှမခိုင်းတော့ကလေးကဘာမှမတက်ဘူးအဲ့ဒါအရင်ဆိုတယ်နော်အဲ့ဒီဘာမှမခိုင်းခြင်းနောက်ကွယ်ကဘာဖြစ်လဲဆိုတော့မိဘတွေကတစ်ချိန်လုံးကသူတို့ကခက်ခဲခဲ့ဘူးတာကြံတန်းခဲ့ဘူးတာဘဝကြီးကိုကြံတန်းနဲ့ရည်ဆိုင်ကြိုပြတ်ခဲ့ရဘူးတာရုန်းကန်ခဲ့ရဘူးတာဆိုတော့အဲ့ဒီရုန်းကန်မှုတန်ကိုသူတို့ရဲ့ကလေးတွေစီကိုအမျှဝေခဲ့ခြင်းလားမထားခဲ့ခြင်းလားပေါ့နော်အမှုမထားခဲ့ခြင်းလားဆိုတော့သူတို့ကအကောင်းဆုံးလုပ်မယ်အကောင်းဆုံးကြိုးစားမယ်ပံ့ပိုးမယ်ထောက်ပံ့မယ်သူတို့ဘဝခက်တယ်ဆိုပေမဲ့သူတို့ရဲ့ကလေးဘဝတော့လွယ်ကူစေခြင်းလားအဲ့ဒီအတွေးကနေစမှားတာအဲ့လိုဖြစ်တဲ့ခါကျတော့သူတို့ကတခုခုဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ပဲလုပ်လိုက်တယ်ခုခုဆိုလို့ရှိရင်သူတို့လုပ်ပေးလိုက်တယ်စီမံလိုက်တယ်စီစဉ်လိုက်တယ်အကုန်လုံးလုပ်ပေးလိုက်တယ်ဥပမာပကံစီတာတို့ဘာလို့အဝတ်လျှော်တာတို့နည်းနည်းပါးချက်ပြုတ်ကြော်လော်တာတို့မိမွေးတာတို့ထမင်းတဲတာတို့ထမင်းချက်တာတို့ဆိုတော့ကိုကလေးကဘာမှမလုပ်ရတော့ဘာမှမသိရတော့ဘာမှမတည်မြောင်းဆိုတော့အဲ့လိုပုံစံနဲ့သူကချစ်တဲ့ခါကျတော့ချစ်ရမယ်ရောက်ဝင်နေနှိမ့်ရရောက်သွားတယ်အဲ့လိုလောက်တာတဲ့ကျွန်တော်တို့ကသူတို့နိုင်တယ်လို့သူတို့နဲ့သိမြော်တဲ့ပမာဏတိုင်းတာခုကိုကျွန်တော်တို့ကလေးလာခိုင်းတင်ယူခိုင်းလောက်ခိုင်းရတယ်တဖြည်းဖြည်းနဲ့ချင်းနဲ့သူတို့တက်လာလိုက်မယ်အမှန်တော့ကလေးတွေကမလုံနိုင်တာမဟုတ်ဘူးသူတို့လုံနိုင်တဲ့အတိုင်းတာဆိုတာရှိတယ်သူတို့လုံနိုင်တယ်မိမတွေကခွင့်မပြုလို့မိမတွေကပေးမလို့မိမတွေကသူတို့သားမျိုးပေါ်မယုံကြည်လို့အစိုးရလုံလို့မိမတွေကပုံခံတဲ့ခါကျတော့ကလေးတွေဘာမှစိန်တိတ်မှမှုဆိုတာမရှိတော့သူတို့လုံနိုင်တဲ့သားနဲ့သူတို့အစားကိုကလုတ်ပြလိုက်တာလေတော်တော်ဆိုးတာတချို့မိဘတွေဆိုလို့ရှိရင်ကလေးတွေကြောင်းတက်နေတဲ့ကာလတစ်လျှောက်လုံးသူတို့အကုန်လုတ်ပြတာဘာပဲလိုအကုန်ဘာညာအကုန်လုံးစီစဉ်ပါကလေးဘာလို့စားလို့လဲဆိုစာပဲလုပ်ရမယ်ငါသားစာတုံရပြီစာအောင်ရပြီထွေးချွန်ရပြီစာရပြီအဲ့ဒီစာပဲဥစားပြေးတယ်အဲ့စာပဲဟိုလုတ်ခိုင်းတယ်ဆိုတော့ကလေးကအဲ့စာပဲတက်တယ်ဘွားမှာတခြားလိုရတဲ့ skill တွေတခြားသောကျွမ်းကျင်မှုတွေကလေးကဘာမှမတက်ကျွန်တော်အမိတော့လည်းအဲ့လိုပဲကျွန်တော်ဆိုလို့ရှိရင်အကြောင်းတက်သွားဆိုလို့ရှိရင်အမေကဘာမှမခိုင်းဘူးဘာမှမခိုင်းတယ်လို့ပဲအမေကဘာမှမခိုင်းတော့ကွာဘာမှလုပ်မတက်ဘူးသူဒီပြင်အင်ကိစ္စပိုင်းဆိုင်ရာမှာကိုဘာမှကျွမ်းကျင်မနေဘူးပြဿနာပဲမှာစတော့လဲဆိုလို့ရှိရင်ကျွန်တော်ဒီနိုင်ငံခြားမှာဒီထိုင်းနိုင်ငံမှာကျွန်တော်ကျောင်းတက်တူတက်တော့အမှပဲပြဿနာစဖြစ်တာပဲဘာလဲဆိုတော့ချက်ပြုတ်မတက်တာကိုတယောက်ကစားဖို့တော့မှကိုပို့တိုင်းရည်ရည်နဲ့လည်းချက်မတက်တာအမှတကယ်ပြဿနာကြီးဖြစ်တယ်အဲ့ဒီနောက်မှာကျွန်တော်ကတငယ်ချင်းစီကနေတင်းယူရဲချေးနဲ့တက်လာတယ်။ online ကနေကြည့်တယ်။သင်သေးနောက်ပိုင်းကျွန်တော်ကိုယ်တိုင်တယောက်စာချက်ပြုတ်တက်လာတယ်။ချက်ပြုတ်ပိုင်းမှာ confidence ရှိလာတယ်။ကိုဘာသာရှင်နဲ့ကိုချက်နိုင်လာတယ်။ဆိုတော့ကျွန်တော်ပြောချင်တာကိုငယ်လေးကလေးကနေဒီကျုံတဲ့နေကတော့ကြောင့်မိမတွေကဘာမှမလုပ်ခိုင်းတဲ့အခါကျတော့ဘာမှလုံးမတက်တာတော့ကြည့်တာတော့ဒုက္ခရောက်တာကိုယ်လည်းဖြစ်နေတယ်။အဲ့တော့ကလေးဒုက္ခရောက်တော့လည်းဘယ်မိဘမှကြည့်ချင်တာမဟုတ်ဆိုခုကလေးတခြား trainer ပြလိုက်ဘဝမှာစာတော်ခုတည်းနဲ့မရနော်စာတော်ခုတည်းနဲ့ဘဝကလုံးဝအဆင်ပြေချုံးမှုသွားမယ်ဆိုတာမယုံကြည်နဲ့အဲ့ဒါမဟုတ်ဘူး
ဖတ်ဆန်ရှိုံနဲ့အစီပြေသွားမယ်ဆိုလို့ရှိရင်ဂတိရှိစေတဲ့ထေတာမွေးပြကြတဲ့အကြောင်းရှိဘူးဆိုတော့အဲ့လိုမိဘတွေရဲ့ပြိုးထောင်မှုပြုစုပြိုးထောင်မှုဆိုးမှုတွေအဲ့လိုလွဲမှားခဲ့တဲ့ကလေးတွေကလေတော့တက်ကြည့်လာတော့လေဘာမှတက်တာအပြင်သူတို့ကဆိုပြချက်လဲကောင်းမချရတဲ့အရင်အစိုးရင်လို့လားကျွန်တော်တို့အရင်အစိုးရင်လို့လည်းတော့ပါတယ်ကိုကလည်းယုံကြည်မှု confidence ဆိုတာမရှိဘူးအကျိုးကြောင့်ဆက်တွေးခေါ်တတ်တဲ့ skill လည်းမရှိဘူးဆိုတော့ကလေးတွေသင်ယူပါစေလေ့လာပါစေပေါ့နော်တက်မြောက်ပါစေပေါ့ဘာမှမခိုင်းပဲနဲ့မလုံးနဲ့ပေါ့နော်မနေနဲ့အဲ့လိုကြီးပဲမချစ်နဲ့ပေါ့နော်သူတို့ချစ်တယ်ဆိုလို့ရှိရင်သူတို့တက်မြောက်လုပ်ပေးသူတို့ရက်တည်နိုင်အောင်လုပ်ပေးဆိုတော့ဂရေ83ကဘာကြောင့်မွေးပြကြတော့လဲမိဘတွေကသူ့မိဘတွေကသူ့ကိုယ်သူရက်တည်နိုင်အောင်လွတ်တက်အောင်တွေးခေါ်တတ်အောင်အဲ့ဒီဟာတွေမသိမိခဲ့လို့ရက်တည်နိုင်အောင်မသိမိခဲ့ပဲနဲ့ညီခိုတက်အောင်ပဲသိမိခဲ့လို့ကြာရှုံးသွားတာဘာလို့ဆိုတော့မိခိုစရာမရှိတော့တဲ့တနည်းဘဝကပြောင်းလဲသွားတယ်ကြာရှုံးသွားတယ်ဒါကအထက်အောက်ပြောင်းပြန်လဲသွားတယ်မိခိုစရာကိုရှာတာတဲ့ကိုယ်တိုင်ရက်တည်နိုင်အောင်လုပ်ရတယ်ဆိုတော့ကိုကဘေးကနေပန့်ပို့ပြီးလွယ်ရင်လွယ်သလိုတက်မှတ်ပြီးဒါကအကောင်းဆုံးနည်းလမ်းပဲ